Yeah နှလုံးသားနဲ့အုံနောက်တို့ကြပြီးပခါတဲ့ငါမပါခြင်းဘူးကွာ Yeah ငါမပါခြင်းတော့လို့ပါသူ့ပေါ်ပါပြင်းမကိုမမြင်နိုင်တော့တဲ့ထီကိုချစ်ခဲ့ဘူးပါတယ်ဘာတွေပဲသူ့ရဲ့မကောင်းတဲ့ຢာတွေကိုပဲမြင်မကောင်းတာလေးကိုတော့ကောင်းတယ်လို့ထင်နေတဲ့ထီဖြစ်ခဲ့ရပါတယ်ကိုပေါ်ကိုဘယ်လောက်ပဲရင်နာစရာတွေလှုပ်ဘယ်လောက်ပဲစိတ်ပြက်စရာတွေလှုပ်သူ့ကိုအစိုးမမြင်နိုင်တဲ့ထီကိုယ်တိုင်ခွင့်လွတ်ပေးထားတဲ့သူမျိုးမင်းမရှိတာကိုယ်စိတ်နဲ့ကိုသူ့ကိုစင်ပေါ်တင်ပေးထားရတဲ့သူမျိုးပေါ့နော်အဲ့ဒါကို idolization လို့ခေါ်တယ်ကြတော့အဲ့ဒါလုံးဝမကောင်းဘူးတိလားဒီလူတယောက်ကိုလူသားလို့မမြင်နိုင်တော့ဘဲနဲ့နတ်ဖျားရုံမြင်ပြီးကိုးကွယ်နေတာမျိုးပေါ့အဲ့ဒီစိတ်ကလုံးဝမကောင်းဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ဒီ idolize လုပ်တဲ့စိတ်ကြောင့်ပဲလူတွေကလေ toxic ဖြစ်ပါတယ်ဆိုတဲ့ relationship တွေမှာပိတ်နေနေတက်ကြတယ်ကိုညှဉ်းပန်းကြတယ်နှိပ်စက်ကြတယ်ကိုမချစ်တဲ့လူတယောက်ကိုဒီလိုမျိုးနဲ့ဖျားလို့နတ်သားလို့မြင်မိပြီးတော့ကိုညှဉ်းပန်းနှိပ်စက်နေတဲ့လူမျိုးပေါ့နော်အဲ့ဒီ idolize လုပ်တယ်ဆိုတဲ့ကိုယ်တိုင်ပုံဖော်ထားတဲ့ illusion ပုံရိပ်ရောင်ထဲမှာကိုယ်တိုင်ပိတ်မိနေကြတာမျိုးပေါ့ဘေးကလူတွေကလေဒီယူဘယ်တော့မကောင်းပါဘူးလို့ပြောကိုမျက်လုံးထဲမှာဖြစ်ကိုမမြင်ချိုးယွင်းချက်တွေကဆလှနေတာဘာအပြစ်နာဆာမကိုမရှိတဲ့နတ်သားမြတ်သမီးလေးဘယ်လောက်ပဲရုပ်ဆိုးပါတယ်ပြောချောနေတာဟေးအဲ့လိုမျိုးအဲ့ဒါကြောင့်လေဖြစ်လို့မြင်ပါဘူးချစ်ချင်တာပဲသိတယ်ဆိုတာအဲ့ဒီကစားဖြစ်တာကောနော်ဒီ idolize လုပ်တဲ့စိတ်ကြောင့်ပဲဒီလူကိုဘလုံးမမေးမရတာမျိုးအဲ့ဒီလူကြောင့်တင်းလေးကြားရဲ့တန်လေးကြားရဲ့နမဲလေးကြားရဲ့ရင်ထဲမှာခံစားနေရတာမျိုးကွာပြီလားအဲ့တော့ idolize လုပ်တယ်ဆိုတဲ့ຢာကိုပြောရအောင် idolize လုပ်တယ်ဆိုတာကသူ့ကြောင့်မဟုတ်ပဲကိုကြောင့်ဖြစ်လာတဲ့ຢာပဲပြီလားသူတို့ကကိုထင်တယ်လို့အမှန်တကယ်ထူခြားနေတာပြည့်စုံနေတာမဟုတ်ပဲနဲ့ကိုစိတ်ကသူတို့ကိုတပ်ထူခြားတယ်ပြည့်စုံခဲ့ဆိုပြီးကိုစိတ်ကပုံဖော်ထားတာလူတယောက်ကိုအဲ့လိုမျိုး idolize လုပ်မိတဲ့အခါမှာလုံးဝတစ်သက်လုံးမင်းမရတဲ့အခါမှာတစ်သက်လုံးနဲ့ပြားလေးလို့ထင် straight ထဲမှာရန်ထူကြတယ်လို့ထင်တဲ့အချိန်မှာဖြစ်လို့ရမယ်နယ်လန်နဲ့ခုရှိတယ်နာမင်းနဲ့တွဲ move on နိုင်ဖို့ဒီနေ့ခုကိုပဲတည်ပေါ်လို့အဲ့ဒီ idolize လုပ်တဲ့ဆိုတဲ့စိတ်ကိုပြန်နိုင်ရမယ် idolize လုပ်နိုင်ရဆိုတဲ့စိတ်ကိုဘယ်လိုပြန်ရမလဲဆိုတော့ဘယ်တကသူတို့ကကိုထင်တယ်လို့နဲ့တာနဲ့သမီးလေးမဟုတ်ပဲ